ဒီအမျိုးသမီးကမာနကြီးလွန်းတဲ့တထေးတွေကိုစာချုပ်ဆုပ်ဖြဲပြပြီးပညာစနက်ပြလိုက်တဲ့အခါတခန်းလုံးမှင်သက်သွားကြတယ်။မင်းကလင်းမိသားစုကိုစားလာတာလို့ပြောတယ်မလား။ဘာလို့ယင်းနှိမ့်နှံမှုစာချုပ်ကိုမထိုးတာလဲ။ငါမထိုးတာမင်းလာထိုးမလို့လားမင်းကိုမင်းအကဲပုံမနေနဲ့။ဒါကတန်းနဲ့ချီတန်းနဲ့ယင်းနှိမ့်နှံမှုစာချုပ်ပဲလင်းဥက္ကဋ္ဌကလွှဲရင်ဘယ်သူမှလက်မှတ်ထိုးပိုင်ခွင့်မရှိဘူး။ဒီမိမကတကယ်ရှက်ဖို့ကောင်းတယ်တတိယသခင်လေးကိုမြှုပ်ဆွဲပြီးအခုလင်းပိုကြီးအတွက်လက်မှတ်ထိုးပေးချင်နေတာ။မင်းကတထေးကြီးလင်းပိုကြီးကိုလုံးဝထဲ့မတွက်ထားတာပဲ။လင်းဥက္ကဋ္ဌရဲ့အခွင့်အာဏာနဲ့ဒီပွဲကိုငါတာဝန်ယူထားတာ။မင်းလိုငငယ်ကလေးကတောင်းစားလာတဲ့သူတောင်းစားမကဘာလို့ဒီပွဲကိုဥဆောင်ရတာလဲ။ဘာလို့လဲဆိုတာမင်းကိုပြောပြစရာမလိုဘူး။မင်းကစာချုပ်ထိုးချင်တာမလားအဲ့ဒီလျှို့ဝှက်စာချုပ်ကအိမ်တော်ထိန်ကျန်းစီမှာပဲရှိတာတတိရှိရင်သူ့စီကသွားတောင်းလေ။သူကလင်းမိသားစုရဲ့ကစားစရာလေးပါပဲလင်းမိသားစုကဒီလိုရေးကြီးတဲ့စာချုပ်ကိုသူ့လက်ထဲပေးမလား။လူတွေလာခဲ့စာချုပ်ယူခဲ့စမ်းမမကျန်းစာချုပ်ကိုစစ်ဆေးပေးပါ။မမျော်လင့်ပဲအိမ်တော်ထိန်ကစာချုပ်ကိုကျိုးကျိုးနုံနုံလာအပ်လိုက်တဲ့အခါအားလုံးမျက်လုံးပြူးသွားကြတယ်။မဖြစ်နိုင်တာဒုတိယဦးလေးဘာတွေမားနေတာလဲစာချုပ်ကိုဘာလို့သူ့လက်ထဲပေးလိုက်တာလဲ။ပါဇက်ပိတ်ထားတခင်လေးလင်းကဒီနေ့ပွဲမှန်သမျှမမကျန်းစီမံသမျှပဲနားထောင်ရမယ်လို့မှာထားတယ်။လင်းဥက္ကဋ္ဌကဒီစာချုပ်ကိုကျိုးရှောင်စီလက်ထဲဘာလို့ပေးလိုက်ရတာလဲ။ရှောင်စီမင်းလင်းတခင်လေးနဲ့ပေါင်းမိသွားမယ်လို့မထင်ထားဘူး။မင်းသာဒီစာချုပ်ထိုးလိုက်ရင်ငါဘဝပြန်လဲထူထောင်နိုင်ပြီးပြန်လဲထူထောင်မလို့လား။ဟုတ်တယ်ဒီနေ့အတွက်ငါ12နှစ်တိုင်တိုင်စောင့်ခဲ့ရတာ။12နှစ်ဆိုတာအကြာကြီးပဲလား။သူမကစာချုပ်ကိုနှစ်ပိုင်းဆွဲဖြဲပြီးလေထဲကိုလွှင့်ပစ်လိုက်ရာစာရွက်ပိုင်းလေးတွေပြန်ဝဲသွားတော့တယ်။အားမလုံးနဲ့လင်းမိသားစုကကျမ်းမိသားစုပေါ်ယင်းနှိမ့်နှံမှုကိုဖျက်သိမ်းလိုက်ပြီလို့ငါဒီနေရာကနေကြေညာတယ်။မမကျန်းမင်းကဥက္ကဋ္ဌကိုစားဒီလိုဆုံးဖြတ်ချက်ကြီးကိုဘယ်လိုလုပ်ချရတာလဲ။ကျမ်းမိသားစုလိုအသေးဖွဲလေးကိုယင်းနှိမ့်နှံတာလင်းမိသားစုအတွက်ဘာကျိုးရှိမှာလဲ။ကျိုးရှောင်စီမင်းတည်ကျင်နေတာလားစာချုပ်ဖျက်ဆီးရအောင်မင်းကဘာမို့လို့လဲ။ဒီလိုလုပ်ရင်ငါဥက္ကဋ္ဌကိုဘယ်လိုရှင်းပြရတော့မှာလဲ။လုံခြုံရေးတွေစာချုပ်ဖျက်တဲ့ဒီလိန်လေကောင်မကိုတွားဖန်းဆန်းဒူးစစ်ရိုက်ချိုးပစ်။ကျန်းဟောင်တုံးငါ့ကိုလှုပ်အိမ်တော်ထိန်ချမ်းရှင်ဒီအတိုင်းကြည့်နေတော့မလို့လား။ရှောင်စီငါကလင်းမိသားစုအကျိုးအတွက်စဉ်းစားပေးနေတာပါ။ကျိုးရှောင်စီဒီတခါတော့နင်တကယ်မလွယ်တော့ဘူး။အဲ့ဒီအချိန်မှာပဲခမ်းမတကာရုတ်တရက်ပွင့်သွားပြီးဟန်ပန်အပြည့်နဲ့ရောက်လာတဲ့အမျိုးသား၃ဦးကြောင့်လူတိုင်းတိတ်ဆိတ်သွားကြတယ်။လင်းမိသားစုမှာဘသူကပြဿနာလာရှာရဲတာလဲလင်းမိသားစုရဲ့သမီးပြို့ကိုဘသူကအနိုင်ကျင့်တာလဲ။ဧည့်သည်တွေကလင်းမိသားစုရဲ့အရိုက်အရာခံယူမဲ့သူတွေရောက်လာတာကိုမြင်ပြီးမျက်လုံးပြူးကုန်ကြတယ်။ဥက္ကဋ္ဌလင်းဒီမိမကတခင်လေးနာမည်သုံးပြီးစာချုပ်ကိုဆွဲပြစ်ပစ်လိုက်တာသူ့ကိုမြင်ဖမ်းပေးပါ။ဒေါသထွက်သွားတဲ့တတိယသခင်လေးကကျန်းဟောင်တုံးကိုရင်ဘတ်ကိုကန်ထည့်လိုက်တာကြောင့်လဲကျသွားရတယ်။လင်းသခင်လေးရှင်ရောက်လာပြီပေါ့။ဒီလိန်လေသူမကယူနေတာကျမကိုတောင်ရိုက်ရဲတဲ့ကြည့်ပါဦးမိန်းကလေးတယောက်ကသူများကိုဘလို့လုပ်ရိုက်တာလဲ။လင်းသခင်လေးပြောတာအမှန်ပဲဒီလိုရုပ်မာတဲ့မိန်းမကိုအခုချက်ချင်းအပြင်ထုတ်ပစ်ပါလင်းမိသားစုရဲ့ခန္ဓာတဲ့ပွဲတော်ကိုဖျက်ဆီးခွင့်မပေးနိုင်ဘူးတုံးလိုက်တာ။ငါညီမလေးလက်တွေပေးသွားမှဆိုလို့တားလိုက်တာပင်လယ်ဟာရယတနာကျိုးကိုဖျက်ဆီးခဲ့တာမင်းမို့လို့ပဲတန်း90နှစ်နာကြီးအပြည့်ရောရမယ်တပြားမှရောလို့မရဘူးမဟုတ်ရင်မင်းရောကျမ်းမိသားစုရောထောင်ထဲမှာတစ်သက်လုံးမပုတ်ယုံတမယ်နေရမယ်ဘာရဲ့တန်း90ဟုတ်လားဒီပင်လယ်ဟာတရားကျိုးကအတူမဟုတ်ဘူးလားမင်းရဲ့ခွေးမျက်လုံးကိုပြူပြီးတေးချကြည့်လိုက်တာကအမျိုးသားယတနာစစ်ဆေးရေးအဖွဲ့ကထုတ်ပေးထားတဲ့စစ်မှန်ကြောင်းတက်တေခံလက်မှတ်ပဲသွားပါပြီကျမတကယ်ပဲပင်လယ်ဟာတရားယတနာကျိုးကိုဖျက်ဆီးမိလိုက်တာလားဟေးရှောင်းစီငါတို့ကမိသားစုတွေပဲဟာကိုညီမလေးကနင်းနဲ့ဆန်းနောက်ကြည့်စဲနေတာပါမိသားစုဟုတ်လားရှေ့တဲကရှင့်ကိုငါဘာမှကြွေးမရှိတော့ဘူးပြီးတော့ငါတို့ကဘယ်တော့မှမိသားစုမဟုတ်ခဲ့ဘူးလူတွေလာခဲ့ဆန်းရော်မာလားမရော်ဘူးလားဟောက်တုံးယောက်ျားကျမကိုမြ мян ကူညီပါအောင်ပါဆက်ပိတ်ထားဆန်းဒါကလင်းမိသားစုရဲ့တခင်လေးပဲသူစကားတခုံပြောလိုက်ဒါနဲ့ငါတို့ကျမ်းမိသားစုတစ်ခုလုံးမွဲပြကျသွားနိုင်တယ်ငါတော့သူ့ကိုမထီရဲဘူးစစ်မှန်တဲ့အချစ်ဆိုတာဒါလားဒီလောက်မြ мян ကြောက်တူးတုံသွားတာလားရှောင်းစီရဲ့ဝှေ့ရွှဲကိုခွင့်လွတ်ပေးလိုက်ပါနော်သူမှန်းသိသွားပါပြီငါသူ့ကိုတစ်ကြိမ်ခွင့်လွတ်ခဲ့ပြီးဒါပေမဲ့ရှင့်လူတွေကပိုလွန်လှုပ်လာတယ်ဒီတစ်ခါတော့တရားပါသင်ခန်းစာရသွားအောင်လုပ်ပေးရတာပေါ့မမတ်ရဲ့ကျမတကယ်မှန်းသိပါပြီဒီချိုးအစိမ်းတွေကိုကျမကောက်ပေးပါမယ်ပြီးရင်ယတနာဆရာနဲ့ပြန်တီခိုင်းပါမယ်ကျမကိုခွင့်လွတ်ပါနော်ဒီဆွဲကြိုးမှာစိန်ပွင့်ပေါင်း116ပွင့်ရှိတယ်တပွင့်မှမလိုရအောင်ကောက်ပေးနိုင်ရင်ငါခွင့်လွတ်မယ်ဒူးထောက်ပြီးကောက်စမ်းတပွင့်ရော့သွားတာနဲ့မင်းတို့ကျမ်းမိသားစုရောချင်းမိသားစုရောအေးချမ်းစွာတေးရမှာမဟုတ်ဘူးခွေးရွှေတယောက်အဆက်တကွဲဒူးထောက်ပြီးကျမ်းပြင်ကစိန်ပွင့်တွေကိုလိုက်ကောက်နေရပြီးစိတ်ထဲကနေရှောင်းစီကိုအမျိုးကြီးစွာချိန်ဆနေခဲ့ပါတယ်ဒီလောက်အထိကြေမွသွားတာကိုဘလို့လုတ်ပြန်ပြင်လို့ရတော့မှလဲငါ့ကိုပေးလိုက်ပါမင်းတို့ကိုသတိပေးလိုက်မယ်ငါညီမလေးကိုထပ်ပြီးစော်ကားရဲရင်ရှောင်းစီဟာသူထေးအဖြစ်ရင်းနှီးမြှုပ်နှံမှုပွဲကိုကြာမီကလေးကတီးတက်ရောက်ရှိနေခဲ့တာဖြစ်ပြီးဘာအကူညီမမလို့ပဲမိမိခြေထောက်ပေါ်မိမိရက်တည်ခြင်းခဲ့တာပါရှောင်းစီဆိုတာငါတို့လင်းမိသားစုကအထူးဖိတ်ကြားထားတဲ့တီးတက်ဧည့်သည်တော်ပဲသူ့ကိုထပ်စော်ကားရဲတဲ့သူရှိရင်လင်းမိသားစုကအမြင့်ဖြတ်ပစ်မယ်ဟုတ်ခဲ့ပါလင်းတခင်လေးကျမတို့နောက်တစ်ခါမလုပ်ရဲတော့ပါဘူးကဲရှောင်းစီမင်းပါတာမင်းလွတ်လပ်ပြောနေလိုက်တော့ကိစ္စရှိရင်ဖုံးဆက်လိုက်သူ့လက်ထဲကပင်လယ်ဟာတရဲ့ကျိုးကအစ်စ်ဖြစ်ပြီးကျမဝတ်ထားတာကအတူဖြစ်နေတယ်ပေါ့လေဘလို့လုပ်ဖြစ်နိုင်မှာလဲဟောက်တုံးနေကအတူကြီးကိုဝယ်ပေးခဲ့တာလားအားခွေးရွှဲငါအလိန်ခံလိုက်ရတာဖြစ်မယ်ငါရဲ့တန်း90စာကြေမွသွားပြကျမ်းမိသားစုရဲ့တခင်လေးကလမ်းမေးပစ္စည်းဝယ်မှာမဟုတ်ပါဘူးအလိန်ခံလိုက်ရတာပါငါမသိဘူးသူ့တောင်တန်း90တန်းဝစ်နိုင်တာကျမလည်းဝစ်ချင်တယ်ဖယ်ဆန်းမင်းယူနေတာလားအလိုက်ကန်းဆိုးမသိဘူး
ငါမင်းကိုအစောတည်းကတတိပေးထားပြီးသားရှောင်းရှိကိုသွားမဆန်းနဲ့လို့လင်းမိသားစုရဲ့တခင်လေးကရှောင်းရှိကိုထိပါတဲ့လူယုံမာကိုကျမ်းပြင်ပေါ်တူးထောက်ကျသွားတဲ့အထိတစ်ချက်တည်းနဲ့ကန်ချလိုက်ပါတယ်တခင်လေးတို့ရဲ့ကျွန်တော်အမှန်တိုင်းပြောတာပါဒီမှာရှိတဲ့ဧည့်သည်တွေအားလုံးကကျွန်တော်ဘက်ကနေတက်သေးလုပ်ပေးနိုင်ပါတယ်ရှောင်းရှိညီမလေးဘာမှမဖြစ်ဘူးမဟုတ်လားကျမဘာမှမဖြစ်ပါဘူးအကိုကြီးပွဲလေးနည်းနည်းရှုပ်သွားတာကလွယ်ရင်ပေါ့ဒီဟိုတယ်တစ်ခုလုံးကတို့မိသားစုပိုင်တာပဲညီမလေးဖြက်စီးပစ်ချင်ရင်တော့စိတ်ကြိုက်တာဖြက်စီးပစ်လိုက်ပေါ့ငါသဘောပေါက်သွားပြီနင်ကသူတို့ရဲ့ညီမလေးမဖြစ်နိုင်တော့လှည့်ပြီးသူတို့ရဲ့အငယ်နှောင်းလှုပ်လိုက်တာပေါ့လေနင်ကသူတို့နဲ့အိပ်ရတဲ့ညှိပြီးမှဒီစာချုပ်ကိုရအောင်ယူခဲ့တာမဟုတ်လားစိတ်ထားညစ်ပတ်တဲ့သူတွေကတော့ဘာကိုကြည့်ကြည့်အကုန်ညစ်ပတ်နေတယ်လို့ပဲထင်မှာပေါ့တခင်ကြီးတို့ရှောင်းရှိကငယ်သေးလို့လူမိုက်လုံနေတာခင်ဗျားတို့ကဂရိတီရမှာပေါ့အခုလိုစကားပြန်ပြင်လိုက်ရင်လင်းကော်ပိုရေးရှင်းရဲ့ဂုဏ်တိတ်ခါထိခိုက်ကုန်လိမ့်မယ်ဒါဆိုမင်းတဘောကငါတို့လင်းမီသားစုရဲ့အကြီးဆုံးသမီးလေးကသူ့ကိုယ်ပိုင်နေရမှာသူများအနိုင်ကျင့်တာကိုခံနေရမယ်လို့ပြောချင်တာလားကျိုးရှောင်းရှိကတကယ်ပဲလင်းမီသားစုညီကို၃ယောက်ရဲ့ညီမအရင်ဖြစ်နေတာလားဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကျိုးရှောင်းရှိကလင်းမီသားစုရဲ့အမွေဆက်ခံသူသမီးရင်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟုတ်တယ်ငါဟာလင်းကော်ပိုရေးရှင်းရဲ့သမီးရင်လင်းရှောင်းရှိပဲတခင်လေးလင်းခင်ဗျားနောက်နေတာမဟုတ်လားသူကဘယ်လိုလုပ်လင်းမီသားစုရဲ့သမီးရင်ဖြစ်နိုင်မှာလဲသူ့ရဲ့ဖြူစင်ရိုးသားမှုနဲ့ရဲရဲမှုကြောင့်ပဲမျက်စိမမြင်တဲ့မင်းတို့လိုကောင်းတွေကတော့သူ့ရဲ့တန်ဖိုးကိုဘယ်မြင်နိုင်ပါမလဲသွားပြီးအကုန်သွားပြီးသူတို့ငါ့ကိုလွယ်လွယ်နဲ့လွတ်ပေးမှာမဟုတ်တော့ဘူးဒါအမှန်မဟုတ်ဘူးလို့ငါ့ကိုပြောစမ်းနေဘလို့ကောက်ကျစ်တဲ့နီလန်းတွေတုံးခဲ့တာလဲ DNA စစ်ဆေးမှုလုပ်ထားတာငါပါငါကမှလင်းမိသားစုရဲ့သမီးအစ်စ် DNA ကြောင်းပြောရအောင်မလားကောင်းပြီလေဒါကိုကြည့်လိုက်ကြစမ်းတခင်လေးလင်းဖုန်းကိုထုတ်ပြလိုက်တဲ့အခါမှာတော့ဘန်နာဆိုးကြီးစေးရုံမှာ DNA ဖြေတွေကိုခိုးလဲနေတဲ့တက်တဲ့ဗီဒီယိုဖိုင်ပေါ်ထွက်လာပါတယ်လင်းမိသားစုကလူမိုက်တွေအားကိုးရမဲတဲ့မိန်းမသားနှစ်ယောက်ကိုရက်ရက်ဆက်ဆက်အနိုင်ကျင့်နေကြတယ်တရားမျှတမှုဆိုတာမရှိတော့ဘူးလားကျွန်တော်မလုပ်ပါဘူးဒီဗီဒီယိုကအတူကြီးပါကျွန်တော်လင်းမိသားစုမှာလောက်သက်အနှစ်20ရှိနေပြီဗျာဒီလောက်ပဲငါစုံစမ်းမိတယ်ထင်နေလားမင်းငါတို့လင်းမိသားစုအပေါ်ဘာတွေရုပ်မာခဲ့လဲဆိုတာမင်းကိုမင်းအတိဆုံးဖြစ်လိမ့်မယ်ဆွဲထုတ်သွားကြစမ်းရှောင်းရှိမှာဒူးထောက်ပြီးတောင်းပန်မယ်လို့ပြောခဲ့တဲ့သူဘယ်သူလဲဆိုတာငါမှတ်မိသေးတယ်နော်ရှန်ကျင်းစီးပွားရေးအုပ်စုကြီးရဲ့ဥက္ကဋ္ဌကြီးရောက်ရှိလာပါပြီခွေးရွှေကငါရဲ့သမီးရင်ပဲဘယ်ကောင်ကငါသမီးကိုထိရဲလဲငါကြည့်ရသေးတာပေါ့အမေရင်တုန်းကသမီးကိုလိန်ခဲ့မိတာပါတကယ်တော့သမီးဖေကမတည်သေးပဲအသက်ရှင်နေတော့မယ်သူကရှန်ချင်းကြောင့်မိသားစုရဲ့အကြီးအကဲဥက္ကဋ္ဌကြီးပဲသမီးအဖေရောက်လာပြီပေါ့နော်လင်းမိသားစုကလူတွေသမီးကိုတေလိုမတက်အနိုင်ကျင့်နေကြတယ်ကျိုးရှောင်ရှိလောကဒဏ်ဆိုတာအလှည့်ပြောင်းရှိတယ်ဟေးငါအလှည့်ကဒီလောက်မြင်မြန်ရောက်လာလိမ့်မယ်လို့မထင်ထားဘူးမဟုတ်လားဒီနေ့ဒီမှာရှိတဲ့တထေးတွေအားလုံးမှတ်ထားကြလင်းမိသားစုနဲ့ဆက်ပြီးပူးပေါင်းမဲ့သူတိုင်းဟာငါတို့ကြောင့်မိသားစုရဲ့ရန်သူပဲဥက္ကဋ္ဌကြီးအခြေအနေမကောင်းတော့ပါဘူးဘန်အားလုံးကကျွန်တော်တို့ချင်းငွေတွေကိုချက်ချင်းပြန်ဆက်ဖို့အပြိုင်ဆိုင်တောင်းဆိုနေကြပါပြီမင်းမဲစရိုက်ဆန်တဲ့လူယုံမာတွေရှိမှသူဟာစစ်နက်ဖျားအမိတ်တစိတ်ကိုထုတ်ပြလိုက်ပေမဲ့သူတို့ကအတူလို့ဆွဆွဲပြီးအနီးကပ်နှိပ်စက်ဖို့ကြိုးစားခဲ့ကြပါတယ်ကြေးရှောင်ရှိမင်းကိုငါအထင်သေးမိတာပဲမင်းဒီလောက်မြန်မြန်ဆန်ဆန်နဲ့လင်းမိသားစုရဲ့တတိယသခင်လေးကိုမြှူဆွဲနိုင်ခဲ့တာပဲချင်းဟောင်တုံးငါတို့ကဘလို့ကန်းသွားလို့မင်းလိုလူယုံမာကိုရွေးခဲ့မိတာလဲအော်အရေးကြီးနေပြီပေါ့တခင်လေးလေးနဲ့အိတ်ပေးယုံနဲ့တန်း90တန်စိတ်ဆွဲကြိုးရတာလေမင်းတကယ်မြတ်တာပေါ့မင်းတကယ်မနှဲစူးစမ်းခဲ့တာပဲရှောင်းရှိမင်းမကြသေးခင်ကပတ်စံထက်လို့နေတာမဟုတ်လားငါ့ကိုတေချာပြုစုပေးမယ်ဆိုရင်ငါလည်းမင်းကိုပတ်စံပေးနိုင်တာပဲလေဟောင်တုံးမင်းတို့လိုလူယုံမာတွေလုံခြုံရေးကောင်းဆောင်သူတို့ကိုအပြင်ကိုမောင်းထုတ်ဆန်းလင်းမိသားစုရဲ့တတိယသခင်လေးဒီမှာမရှိဘူးမင်းကရင်းမြစ်မသိတဲ့အဲ့ရနှွေးပေးရတဲ့အလုပ်သူမှတတ်ပါပဲလုံခြုံရေးလာမယ်ထင်လို့လားသူတို့ကမင်းကိုယုံမာလားငါ့ကိုယုံမာလားဂျိုးရှောင်းရှိကဒေါသတကြီးနဲ့ချင်းဟောင်တုံးရဲ့ပါကိုလက်ဝါးနဲ့အားကုန်ရိုက်ချလိုက်ရာချင်းဟောင်တုံးတယောက်ရိုက်နေပြီးနောက်ကိုလဲကျသွားပါတယ်မင်းငါကိုရိုက်ရဲတယ်ပေါ့လုံခြုံရေးမန်နေဂျာပဲမှာလဲရင်းနှီးမြုပ်နှံမှုပွဲတော်မှာလာရှုပ်နေတဲ့သူရှိတယ်မြန်ဖမ်းလိုက်ကြစမ်းဒီကလုံခြုံရေးတွေကလင်းပရင်မင်းကြီးရဲ့ကိုရန်တော်တွေကြီးပဲမင်းသွားပြီးဂျိုးရှောင်းရှိချက်ချင်းထွက်သွားစမ်းငါတို့ဂျိုးမိသားစုကိုပြဿနာမရှာနဲ့လုံခြုံရေးမန်နေဂျာနဲ့စစ်ဝစ်စုံဝစ်ကိုရန်တော်တွေရောက်ရှိလာပြီးပွဲမတမသူကိုဝိုင်းထားလိုက်ကြပါတယ်မင်းရင်းနှီးမြုပ်နှံမှုပွဲကိုလာနောက်ဆက်တာပေါ့ငင်းငိမ့်လေးအဖမ်းခံစမ်းဂျိုးရှောင်းရှိဟာသူမရဲ့လက်ထဲကရွှေရောင်အမိတ်တစိတ်ကိုမြှောက်ပြလိုက်ပြီးတခန်းလုံးကိုမိမ့်ကြီးစင်ခေါ်လိုက်ပါတယ်ငါမှဒီအမိတ်တစိတ်ရှိတယ်ဒီတစိတ်ဟာကျုံးရှာရဲ့စစ်သူကြီးတမောင်းများစွာကိုအမိတ်ပေးနိုင်တယ်ဘသူကငါ့ကိုမလေးမစားလုံးဝင်တာလဲဒါဟာစစ်နက်ဖျားကိုစော်ကားတာပဲတေတံထိုက်တယ်ဒါစစ်နက်ဖျားအမိတ်တစိတ်မဟုတ်လားဘာဂျိုးရှောင်းရှိမှစစ်နက်ဖျားအမိတ်တစိတ်ဘလို့လုံးရှိနေတာလဲဘယ်ကစစ်နက်ဖျားအမိတ်တစိတ်လဲသူမလက်ထဲကတစိတ်ကအတုမလွဲဘူးသွားပြီးစစ်နက်ဖျားကိုဟန်ဆောင်တာဟာမျိုးရိုးကိုဆက်လုံးကိုမြက်ခံရမှာငါတို့ဂျိုးမိသားစုတော့ဒီမိမရုပ်ကြောင့်ဒုက္ခရောက်တော့မယ်လုံခြုံရေးမန်နေဂျာဟာတူးထောက်ချလိုက်ပြီးအယိုအသေးပေးလိုက်ပါတယ်လက်အောက်ငယ်သားယွန်းကျိုးကိုရန်တော်တခင်ကြီးကိုဂါရဝပြုပါတယ်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဂျိုးရှောင်းရှိမှစစ်နက်ဖျားအမိတ်တစိတ်ဘလို့လုပ်ရှိမှလဲငါ့ကိုစော်ကားပြီးအပုတ်ချတဲ့သူရှိနေတယ်လုံခြုံရေးမန်နေဂျာဟာချက်ချင်းထွက်လိုက်ပြီးချင်းဟောင်တုံးရဲ့ပါးကိုအားကုန်ရိုက်ချလိုက်ပါတယ်တောင်းပန်ပါတယ်ကျွန်တော်တို့မသိလို့ပါတမင်လောက်တာမဟုတ်ပါဘူးတောင်းပန်ပါတယ်တခင်ကြီးမဟုတ်ဘူးဂျိုးရှောင်းရှိကလင်းမိသားစုရဲ့သမီးအောင်ဆောင်ခဲ့တာစစ်နက်ဖျားအမိတ်တစိတ်ဆိုတာလင်းစစ်သူကြီးစီမှာပဲရှိတာလေဒီတစိတ်ဟာသူမခိုးယူလာတာတေချာတယ်ဟုတ်တယ်စစ်နက်ဖျားအမိတ်တစိတ်ရဲ့အရှင်တခင်ဟာမြင့်မြတ်တဲ့လင်းစစ်သူကြီးပဲသူမခိုးလာတာတေချာတယ်ဂျိုးရှောင်းရှိမင်းဒီစစ်နက်ဖျားအမိတ်တစိတ်ကိုဘဲကရတာလဲဒါကလင်းစစ်သူကြီးငါ့ကိုပေးခဲ့တဲ့အထိမ်းအမှတ်လက်ဆောင်ပဲ
ဒီကောင်မလေးကငငယ်ကလေးကလက်မတန့်ဘူးလိန်ပြောရတာလဲအကျင့်ဖြစ်နေပြီဒီတစိတ်ဟာသူမခိုးလာတာတေချာတယ်ငါတို့ဂျိုးမိသားစုကတိုင်ကြားပေးခဲ့တာမို့လင်းစစ်သူကြီးငါတို့ရဲ့ကျေးဇူးကိုမှတ်ထားပေးပါလူတွေသူမကိုဖမ်းလိုက်ကြလင်းစစ်သူကြီးစီအပ်ပြီးအေးအေးယူခိုင်းမယ်မန်နေဂျာဒီကိစ္စငါ့ကိုလွှဲပေးလိုက်ပါချင်းဟောင်တုံးဟာဂျိုးရှောင်ရှိရဲ့လက်ကောက်ဝတ်ကိုဆွဲညစ်ပြီးတစိတ်ကိုလူယူဖို့ကြိုးစားပါတယ်ချင်းဟောင်တုံးမင်းငါကိုထိဝင်တယ်ပေါ့လင်းမိသားစုရဲ့ညီကို၃ယောက်မင်းကိုလွှတ်ထားမှာမဟုတ်ဘူးငါထိဝင်တယ်မထိဝင်ဘူးကြည်ထားလိုက်ရုတ်တရက်လင်းမိသားစုရဲ့ဒုတိယသခင်လေးရောက်ရှိလာပြီးချင်းဟောင်တုံးရဲ့မျက်နှာကိုအားကုန်ထိုးချလိုက်ရာချင်းဟောင်တုံးတယောက်ကျမ်းပြင်ပေါ်လဲကျသွားပါတယ်ရှောင်ရှိမင်းဘာမှမဖြစ်ဘူးမဟုတ်လားငါနောက်မှာပုံးနေပါဒီကောင်ကိုငါဘလို့အဆုံးစီရင်မလဲကြည်ထားလိုက်ဘသူကငါ့ကိုရိုက်တာလဲလင်းစစ်သူကြီးဟာရွှေတစိတ်ကိုပြန်လူယူလိုက်ပြီးချင်းဟောင်တုံးရဲ့မျက်နှာကိုတစိတ်နဲ့ရိုက်ချလိုက်ပါတယ်မိမတယောက်ကိုနှိပ်ဆက်ရဲတယ်ပေါ့မင်းကဘာမို့လို့လဲဒီလိုအညီအဟောက်မျိုးငါမျက်စိရှိမှရှိနေတာကိုမကြည့်ချင်ဘူးဒါအပြင်တာဝန်မကျေတဲ့ကိုရန်တော်တွေကိုလည်းယာဒုကချက်ချင်းထုတ်ပစ်တဲ့စစ်သူကြီးရုံးကိုတွားပြီးပြစ်ဒဏ်ခံယူကြစမ်းဟုတ်ခဲ့ပါစစ်သူကြီးရှောင်းရှိငါကိုရန်တော်တွေကိုအစ်စ်ပြန်ပြင်ဆင်ပေးမယ်အကယ်၍ဘသူမဆိုမင်းကိုထပ်နှိပ်ဆက်ရင်အပြက်ရှင်းပစ်မယ်အင်းငါကိုနောက်ထပ်ဘသူမှနှိပ်ဆက်နိုင်တော့မှာမဟုတ်ပါဘူးဂျိုးရှောင်းရှိစင်ပေါ်တက်သွားချိန်မှာရင်းနှီးမြုပ်နှံသူအမျိုးသမီးကမနာလိုစွာနဲ့စော်ကားလိုက်ပါတယ်ဂျိုးရှောင်းရှိဟာမိုက်ခရိုဖုန်းရှိမှရက်လိုက်ပြီးခမ်းမတစ်ခုလုံးကိုရဲရဲဝံ့ဝံ့ကြေညာလိုက်ပါတယ်။ကျမ်းပြင်ပေါ်မှာကုန်းယုံထားနေတဲ့ချင်းဟောင်တုံးတယောက်အံ့အားသင့်စွာနဲ့အော်ဟစ်လိုက်ပါတယ်